မိတ်ဆွေအပေါင်းအသင်းဆိုတာဇယိုက်ချင်းမတူရင်ပေါင်းတင်လို့မရပါဘူးမင်္ဂလာပါကိုကိုကြီးပုံပြောမယ့်ဆိုစရာနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီကနေ့ကိုကိုကြီးကတရားကြီးတဲ့ညီမလေးတွေကိုပြောပြပေးခြင်းတဲ့ပုံမြင်လေးရတော့အပေါင်းအသင်းမာသူဆိုတဲ့မျက်မှောက်ရွှေချက်ပုံမြင်လေးပဲဖြစ်ပါတယ်တခါတော့ကနောက်မှတကောင်ကတော်ကြီးတော်ထက်ကစကြက်မှာမျက်စာနေရင်တကောင်နဲ့အဖို့ကွဲနေတာပေါ့ကွယ်အဲ့ဒီအချိန်မှာပဲကြားမကြီးတကောင်ကလည်းအဆာချဖွင့်နေရင်နွားမရှိရတော့ရောက်လာခဲ့ပါတယ်နွားမဟာကြားမကိုလည်းမြင်ရောကြောက်တာပေါ့ကွယ်ထွက်ပြေးမလို့လုံနေတော့ကြားမကြီးကစကားလမ်းဆိုလိုက်ပါတယ်ထမပြေးပါနဲ့တငယ်ချင်းမြေငေါ့မှာမိတ်ဆွေအဖော်မရှိလို့မင်းကိုလာမိတ်ခွေတာမင်းကိုအန်ရမပြုတ်ပါဘူးအဲ့ဒီလိုဂတိပေးလာတော့နွားမကြီးကကြားမကြီးကိုမနှိမ့်သက်ပေမဲ့သူလောလောဆယ်အန်ရကင်းရအောင်ဆိုပြီးတော့ကျမကြီးပြောတဲ့အတိုင်းအတူနေဖို့သဘောတူလိုက်ပါတယ်ဒီလိုနဲ့ပဲမိတ်ဆွေဖွဲ့နေလာရင်းနဲ့နွားမကြီးကကျမကြီးပုံမှာနေနာခံပြီးတော့ပေါတင်နေထိုင်လာခဲ့ပါတယ်အဲ့ဒီလိုမှပေါတင်မနေဘူးဆိုရင်ကျမကြီးကသူ့ကိုကိစ္စမှာကိုဒီလိုနေထိုင်လာရင်နွားမမှာသူ့မှာပါလာတဲ့ကိုုံကနေနွားဖောက်လေးတစ်ကောင်မွေးဖက်လာသလိုကျမကြီးမှာလည်းကြားလေးတစ်ကောင်မွေးဖက်လာခဲ့ပါတယ်မိခင်တွေဖြစ်ကြတဲ့ကျမကြီးနဲ့နွားမကြီးတို့ကချစ်ချစ်ခင်ခင်နေကြသလိုတနေ့ထဲမှာပဲမွေးဖက်လာတဲ့ကြားလေးနဲ့နွားလေးတို့ကလည်းတကောင်နဲ့တကောင်ချစ်ခင်ကြပါတယ်။ကစားတူတူစားတူတူအိတ်လက်တူတူအခုလိုအတူတူနေကြပေမဲ့ဇယိုက်ချင်းမတူတဲ့အပြင်ခုလိုအတူတူနေကြပေမဲ့ဇယိုက်ချင်းမတူညီတဲ့အပြင်ခွန်အားချင်းမတူညီတာကြောင့်နွားမကြီးကသူ့ကလေးအတွက်အမြဲတမ်းစိုးရိမ်ပူပန်နေချတာပေါ့ကွယ်။ကြားလေးနဲ့သူ့ကလေးတို့ခုံပေါက်မြူတူဆော့ကစားနေတာကိုမြင်တဲ့အခါမှာဝမ်းသာကျင်လို့ရတယ်လို့စိတ်မချလေးဖြစ်ရပါတယ်။ဒါကြောင့်မို့နွားမကြီးကတမျိုးစဉ်းစားလာပါတယ်။သူစဉ်းစားမိတဲ့အတိုင်းသူစကြက်တော့ခါနီမှာသူ့သားလေးကိုနှုတ်ဝတိုက်ပြီးတော့ဖက်ရက်တရွက်ပုံမှာနှုတ်နေငယ်ညစ်ထားပြီးရင်စကားဆိုလာပါတယ်။ဒါလီအမေတစ္ဆာဆိုပြီးနှုတ်ညစ်ထားခဲ့မယ်။ဖြူဖွေးနေတဲ့နှုတ်ရီဟာသွေးရောင်ပြောင်းသွားရင်အမေတစုံတစ်ခုကြောင့်ဒုက္ခဖြစ်ပြီလို့မှတ်တော့နော်။ဒီအခါမှာသားလေကြားသားအမိနဲ့လွတ်ရအဝီးကိုပြေးပြီးတော့အဲ့ဒီလိုမှပြီးတော့စကြက်ကိုသွားလိုက်ရှိပါတယ်။ဒီနေ့မှာတော့နွားမကြီးကအချစ်တန်ရဲ့အထိစကြက်ကနေပြန်လာတဲ့ခါမှာတော့နွားလေးကသူ့မိန်ညှိချပြီးတော့ထားရစ်ခဲ့တဲ့ဖက်ရက်ဘကနှုတ်ရီကိုတွားကြည့်ခဲ့ပါတယ်။ဒီအခါမှာနှုတ်ရည်ကသွေးအဖြစ်ပြောင်းလဲနေတာကိုတွေ့ရတဲ့ခါမှာတော့နွားလေးဟာသူ့အမေဒုက္ခရောက်ပြီဆိုပြီးတော့ငိုကြွေးရင်းဟိုဒီရှော့သွားနေတာပေါ့ကွယ်နွားလေးသူ့အနာကထွက်သွားတာကြတော့ကြားကလေးကသူ့တငယ်ချင်းနွားလေးပေးရောက်သွားပါလိမ့်ဆိုပြီးတော့လှည့်ချတာပေါ့အဲ့ဒီခါမှာခြုံတစ်ခုရဲ့ဘေးမှာငိုနေတဲ့နွားလေးကိုတွေ့ရပါတယ်ဘာဖြစ်လို့ငိုနေရတာလဲတငယ်ချင်းနွားလေးကသူ့အမေစကြက်တော့ခဏနေတိုင်းတစ္ဆာပြုတ်ပြီးတော့ဖက်ရွက်ပေါ်နှုတ်ညှချပုံနဲ့မာခဲဘုံတို့ကိုပြောပြပြီးတော့ငါဒီမှာမနေတော့ဘူးမင်းတို့နဲ့အတူနေရင်ငါအတူအသက်အန္တရာယ်ရှိနေမှာပဲမင်းအမေပြန်မလာဟိပြေးမယ်ပြောပြီးတော့တော်ထက်ကိုဝင်ပြေးတော့ပါတော့တယ်ကြားလေးကစိတ်မကောင်းဖြစ်သွားပြီးတော့နွားလေးကိုတကြကြောအော်ခေါ်နေတာပေါ့ကွယ်အော်လုံးမြတဲ့ဆိုမှတော့သူ့မေကိုလိုက်ချပြီးတော့ပြောလာပါတယ်အမေနွားမကြီးကိုအမေကြိုက်စားလိုက်ပြီမဟုတ်တာအမေဘာသားကောင်မှမရလို့အသားမစားရတာကြားနေပြီဒီနေ့တော့ငငနဲ့စားချက်အသွားမှာနွားမကြီးကိုကြိုက်သက်စားလိုက်တယ်အမေရဲ့တငယ်ချင်းနွားလေးတနာပါတယ်သူခမမိဘမဲ့သွားပြီကျွန်တော်သူ့ကိုမတွေးအောင်သွားရှာမယ်မသွားနဲ့တာတားရှာလဲနွားလေးကပုံနေမှာပဲအမေလူတွေဟာဇယက်ချင်းတဘာဘာချင်းမတူညီပဲ mix ရဲ့ဖေးပေါင်းတင်နေခဲ့ကြတယ်ဘလို့ပဲပေါင်းတင်ပါစေပင်ကိုဇယက်ကိုမဖြောက်ခံနိုင်ဘူးအမေလဲအမေတငယ်ချင်းကိုချစ်ခင်ပါတယ်ဒါပေမဲ့စာလောင်မှုကိုမတားဆီးနိုင်ခဲ့လို့တငယ်ချင်းနွားမကြီးကိုတတ်ဖြစ်စားခဲ့ရတယ်မင်းလဲတငယ်ချင်းနွားလေးကိုလိုက်ရှာပြီးပေါင်းရင်နောက်ဆုံးမှာဒီနေ့လိုကိစ္စမျိုးကြုံတွေ့ရလိမ့်မယ်မင်းတငယ်ချင်းလဲသူ့အမေလိုတည်ရလိမ့်မယ်သူသွားလို့ရသွားပါစေတာရဲ့ဒီပုံမြင်မှာပင်ကိုတပောင်းကနေဇယိုက်ချင်းမတူတဲ့တရိတ်ဆန်တွေဟာရရှင်မှာအတူမပေါက်တင်နိုင်ရတယ်လို့ကျွန်တော်တို့တွေဟာလည်းကျွန်တော်တို့နဲ့ပင်ကိုဇယိုက်ချင်းမတူတဲ့သူနဲ့ပေါက်တင်မိတဲ့အခါမှာမလိုလားအားတဲ့ပြဿနာတွေဖြစ်လာတတ်ပါတယ်ဒါကြောင့်မလို့ပင်ကိုဇယိုက်ချင်းမတူတဲ့သူတွေပေါက်တင်လို့မရဘူးဆိုတာကိုပြောပြချင်မှဖြစ်ပါတယ်ကျေးဇူးသူရောက်စီတိုင်းကိုလည်းကျေးဇူးတူတူရှိပါတယ်ကောင်းသောညကလေးကိုပိုင်ဆိုင်နေရပါစေနော်